ဒီ package လေးကလေဒါ age ပေါ့နော်အသက်ဒီ4နှစ်နဲ့9နှစ်ကြာသားတွေအတွက်တည်တံ့လုပ်ပေးထားတဲ့ package လေးဖြစ်တယ်အုပ်40ကျော်ပါပြီးတဲ့အခါကျတော့picture box အလားတွေပါမယ် head cover တွေပါမယ်ပေါ့နော်ဒီစာအုပ်လေးဆိုလို့ရှိရင် cut tricks လောက်တာလေးဒါလေးက head cover လေး head cover လေးမှာ medium head cover လေးပေါ့နော်ဝင်းနေရောက်လို့ရှိရင်လက်ဆောင်ပေးလို့ရတာလေးပါမယ်ဒါလေးဆိုလို့ရှိရင်လေ flip flap လေးတွေနဲ့သူကcombination လုပ်ပြီးတဲ့အခါကျတော့ animals လေးတွေကိုလေ့လာရတာပေါ့နော်အဲ့လိုမျိုးလေးပါမယ် machines အကြောင်းလေးတွေပါမယ် young knowledge တွေလည်းပါတယ်ဒီလိုမျိုး picture books ကိုမှဒီ story line သွားတာတွေရော knowledge line သွားတာတွေရောမျိုးစုံပါတယ်ပေါ့နော် condition အနေနဲ့ဆိုလို့ရှိရင် good condition အနေနဲ့ပါတာမျိုးလေးတွေရှိတယ် good condition ဆိုတာဘယ်လိုမျိုးလဲဆိုတော့cover ထိပ်လေးတွေနည်းနည်းပေါ့နော်တွန့်တာတို့ခောက်တာတို့အဲ့မျိုးလေးတွေနောက်တစ်ခုကကျတော့ good condition ကနည်းနည်းနှောက်တော့ပဲပါတာ very good condition တွေကတော့များတယ်ပေါ့နော် soft cover လေးတွေဆိုလို့ရှိရင်လည်း picture story လေးတွေရော knowledge လေးတွေရောတော်တော်များများကတော့ condition က very good ကနေ excellent like new အထိကိုပါတာပါတကယ်နာမည်ကျော်ကလေးစာအုပ်တွေဖြစ်ပြီးတဲ့ခါကျတော့ချစ်ချင်းပွဲတွေလည်းပါဝင်မယ်ဒီလိုမျိုး county လည်းပြောလို့ရမယ် animals တွေ colors တွေရောပြောလို့ရမယ်စာအုပ်တွေပါဝင်ပါတယ်ဒီစာအုပ်လေးဆိုရင်နာမည်ကြီးစာရေးဆရာရဲ့စာအုပ်လေးတွေဖြစ်ပြီးတော့ underpants ဝတ်ဖို့ရအတွက်ချစ်ဖို့ကောင်းတဲ့စာအုပ်လေးတွေပေါ့နော် animal story လေးတွေပါမယ်ဒါလေးလည်း county ပြောလို့ရတယ် monster လေးနဲ့တလေးတွေအကြိုက်ပေါ့နော် planet ဆိုတဲ့ title မျိုးလေးတွေပါမယ်ဒါဆိုလို့ရှိရင်ဒီgraphic လို့ Chinese လေးဆိုလို့ရှိရင်တကယ်နာမည်ကြီးဇာတ်လမ်းလေးတွေ GD ရဲ့စာအုပ်တွေပါမယ် Christmas စာအုပ်လေးနည်းနည်းတော့ပါတယ်ပေါ့နော် Christmas စာအုပ်လေးမှာဆိုလို့ရှိရင် Activity Books လေးမှာနောက်ဆုံးမှာခဲရန်ချစ်ရလေးပါတယ်ဒါ hack cover rhyme တွေစာများနေတာမဟုတ်ပါဘူး rhyme တွေပါဒီစာအုပ်လေးဆိုရင် picture book လေးအရန်လာတယ်ပေါ့နော် Christmas စာအုပ်လေးတွေ2အုပ်3အုပ်လောက်ပါပါတယ်ဒါပေမဲ့ကျန်တဲ့စာအုပ်လေးတွေကလည်းအရန်ကောင်းတော့ပါအရန်လှတော့ပါအတွင်းထဲကကြွေသားလေးတွေနဲ့လောက်ထားတဲ့ကြွေသားစာရွက်တွေပေါ့နော် cookbook လေးဆိုလို့ရှိရင်ကြည့်လိုက်တာနဲ့ကလေးတွေကစားချင်တောက်ချင်စိတ်တွေဖြစ်သွားမယ် Queen Elizabeth စာအုပ်ပါမယ် Flip Flap Lift the Flap အကြီးကြီးတွေပါတဲ့ body book ပါမယ် Dinosaur